ဒီကိုသမားကအားလုံးကိုကနာတင်စေခဲ့တယ်။တိုက်ပံပညာရှင်တွေပြောလို့မရတဲ့ free kick တစ်ခုကိုသူယူခဲ့တယ်။ Wolfpack ကတင်ဟာ goal area ဆွမ်းမှာ free kick ရခဲ့ပြီး Maximilian Arnold ကတက်လာခဲ့တယ်။ဒီတောင်းကနေကြည့်ရင်ဘောလုံးကအဝေးတိုင်ကိုဒါမှမဟုတ်ကိုသမားကိုအံ့အားသင့်အောင်နိုင်ငံကိုကြော်ပြီးကန်ဖို့စ조사မယ်လို့မျှော်လင့်ထားလိမ့်ရှိတယ်။ဒါပေမဲ့ Arnold မှာလုံးဝကွဲပြားတဲ့အကြံဉာဏ်တစ်ခုရှိတယ်။သူပြေးလွှားကစားတဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ဘာသာစကားကကန်တော့မယ်လို့ညွှန်ပြနေတယ်။သူ့ရဲ့တင်ပါးတွေကိုဖွင့်ပြီးပခုံးတွေကိုနှိမ်ချကသူ့ရဲ့ရက်နေတဲ့ခြေထောက်ကိုဂိုးစီကိုညွှန်ပြနေတာကိုအနီးကကြည့်ပါဘိုးသမားကဘောလုံးကနိုင်ငံကိုကြော်ပြီးအနီးတိုင်စီကိုလွင့်သွားမယ်လို့ယုံကြည်နေတယ်အာနိုကဘေးကနေဘောလုံးကိုရိုက်လိုက်ပြီးသူ့ရဲ့လှုပ်ရှားမှုကသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုအဲ့ဒီဘက်ကိုခေါ်သွားတယ်ဂိုးသမားကဒါကိုမြင်ပြီးဘောလုံးကဂိုးရဲ့ညာဘက်ချမ်းကိုကွေးသွားလိမ့်မယ်လို့ထင်ပြီးတောင်းကိုပိတ်ဖို့ချက်ချင်းရွှေ့လိုက်တယ်ဒါပေမဲ့မဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်ပျက်ခဲ့တယ်ဘောလုံးကအနီးတိုင်ကိုကွေးသွားတဲ့အချိန်မှာပဲသူ့ရဲ့လမ်းကြောင်းကလုံးဝမမျော်လင့်ထားတဲ့ပုံစံနဲ့ပြန်တန်းမှုအလဲငွာပြောင်းလဲသွားခဲ့တယ်ဟုတ်တယ်သူ့ရဲ့ကွေးမှုကပြောင်းပြန်ဖြစ်ပြီးစန့်ကျင်ဘက် အပေါ်တောင်ကိုလွှင့်စင်တော့တယ်